တွေကိုကိုရာရောတခြားလူတွေရောပေါ့နော်နေ့စဉ်လုပ်ငန်းခွင်ထဲမှာပြောတတ်တဲ့စကားကိုရှိတယ်ဒီနေ့လုံးလို့ရတာစိတ်မပါဘူးဒီနေ့လုံးလို့ရတာမှုမပါဘူးပေါ့နော်ဇံမဝင်ဘူးလို့အဲ့တော့ဒီစကားတွေပြောတတ်ကြတယ်အဲ့တော့ဘယ်အချိန်ဒီမှာပြောတတ်လဲဆိုရင်ကိုယ်စီမှာစိတ်ထက်သန်မှုတွေရောနေနေတဲ့အခါကျလုံးလို့ရတာအဆင်မပြေတော့ပေါ့နော်အဲ့တော့စိတ်ထက်သန်မှုမရှိဘူးဆိုလို့ရှိရင်ဘယ်လုပ်ငန်းမှာအောင်မြင်အောင်ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူးအဲ့တော့လောကကြီးမှာအောင်မြင်တဲ့သူတွေနောက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်နေတဲ့သူတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကအမြဲတမ်းစိတ်အားထက်သန်ပြီးတော့တက်ကြွလွေးကြောင်းနေတဲ့သူတွေကြီးပါပဲအဲ့တော့လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီစိတ်ထက်သန်မှုသာမရှိဘူးဆိုလို့ရှိရင်ဒီလုပ်ငန်းသေးသေးလေးရစအောင်မြင်အောင်ဆောင်ရွက်နိုင်မှုပေါ့နော်အဲ့တော့စိတ်ထက်သန်မှုမရှိတဲ့အခါကျလို့ရှိရင်ကိုယ့်ဘဝရဲ့ရည်ရှိစီမံကိန်းဆွဲပြီးတော့လုပ်ငန်းအကြီးကြီးတွေရောနေ့စဉ်ဆောင်ရွက်နေတဲ့လုပ်ငန်းသေးသေးလေးတွေအစားဒီအောင်မြင်အောင်ဆောင်ရွက်နိုင်မယ်နဲ့ပေါ့နော်ရက်တန်ပြီးတော့ရဆိုပြစ်ထားလိုက်ရတယ်ရှိရဲတခါတည်းဆိုလို့ရှိရင်ကိုယ့်ဘဝအတွက်အရေးကြီးတဲ့လုပ်ငန်းကြီးတွေမှန်သိရတာနဲ့ဒီစိတ်ထက်သန်မှုတွေမရှိတော့တဲ့အခါကျတော့ဒီလမ်းတစ်ဝက်နဲ့ရက်ထားလိုက်ရတဲ့အကြောင်းအရာတွေလည်းအလုပ်တွေလည်းရှိပါတယ်အဲ့တော့စိတ်ထက်သန်မှုကဆိုလို့ရှိရင်ကျွန်တော်တို့ဘဝအောင်မြင်မှုရန်အတွက်အောင်မြင်မှုပန်းနိုင်မှုသွားဖို့ရန်အတွက်အဓိကမရှိမဖြစ်လိုအပ်တဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်အဲ့တော့စိတ်ထက်သန်မှုမရှိတဲ့ခါကျရင်ဒီလူကလည်းအားရည်နေကုန်ခန်းပြီးတော့ခွန်အားတွေလည်းရုပ်ရော်နေမယ်ပဲရောင်ကလည်းစိတ်ဝင်စားတာပေါ့နော်အဲ့တော့ဒီကုကရကိုတုံးချပြီးလှုပ်တဲ့သူတွေကတရက်တာပြင်ပန်းလာတယ်ဆိုလို့ရှိရင်တရက်လောက်အိတ်ဆက်အနိုင်လိုက်တာနဲ့သူကအားရည်နေပြည့်လာမယ်နောက်ရဆိုလို့ရှိရင်ခွန်အားပြည့်နဲ့အလုပ်တွေလုပ်နိုင်ပြီပေါ့နော်ဒီစိတ်ထက်သန်မှုတွေရောနေပြီးတော့စိတ်ထက်ခွန်အားတွေရောနေတဲ့သူကြတော့ဒီတရက်လောက်နဲ့အဲ့လိုလေသူခွန်အားတွေပြည့်မလားဘလောက်ပဲအိတ်ဒီခွန်အားတွေကတော့ပြန်ပြီးတော့ရမလာဘူးပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ရဲ့စိတ်ထက်သန်မှုတွေကိုရော့နေစေတယ်ပေါ့နော်အကြောင်းအရာတွေအများကြီးရှိပါတယ်အဲ့တော့ဒါဘာတွေလဲဆိုတော့ဒီစိတ်ထက်သန်မှုရော့နေစေတဲ့အကြောင်းအရာတွေကတော့ဒီစိတ်ပြတ်တဲ့အခါကိုဝမ်းနည်းနေတဲ့အခါမျိုးပေါ့နောက်ပြီးတော့ကိုယ်ထိုက်တဲ့တန်အတိမပြုတ်ခံရဘူးလို့ခံစားမိတဲ့အခါတွေရောတခါတည်းကြလို့ရှိရင်ဒီကိုပါလို့အကြောင်းမထူပါဘူးအချင်းကြီးပဲလို့ခံစားမိတဲ့အခါမျိုးပေါ့စိတ်ဖိစီးမှုတွေများပြီးတော့စိုးရိမ်တော့ကတွေများနေတဲ့အခါကြလို့ရှိရင်လည်းဒီစိတ်ထက်သန်မှုတွေကကိုယ်စီကနေပြီးတော့ပျောက်ဆုံးသွားတတ်တယ်ပေါ့နော်အဲ့တော့စိတ်ထက်သန်မှုတွေပြန်ရလာအောင်နေ့စဉ်ဘဝမှာဒီထက်သန်လူကြွားတဲ့စိတ်တွေအများကြီးရှိနေအောင်ဆိုလို့ရှိရင်လေ့ကျင့်ယူလို့ရပါတယ်အဲ့တော့လူတိုင်းဟာဘောနော်ပါရမီရှင်တွေထူးချွန်အောင်မြင်သွားတဲ့သူတွေအားလုံးကလည်းမူရပါဖြစ်လာတာမဟုတ်ပါဘူးသူတို့တွေကလည်းဒီတစုံတရာကိုလိုချင်တဲ့တစုံတရာပေါ်မှာပဲတခြားလူတွေထပ်ပို့ပြီးတော့အာယုံစိုက်ပြီးတော့ထက်တန်နဲ့စူးစမ်းခဲ့လို့သာသူတို့တွေအောင်မြင်သွားတဲ့သူတွေထူးချွန်သွားတဲ့သူတွေဖြစ်လာကြတာပါအဲ့တော့ကိုကတခြားသူတွေထက်ပို့ပြီးတော့အောင်မြင်တဲ့ထူးချွန်တဲ့ခြင်းနဲ့ဆိုရင်တော့တခြားသူတွေထက်ပို့ပြီးတော့ထက်သန်တက်ကြွတဲ့စိတ်တွေပို့ပြီးတော့ရှိနေဖို့လိုအပ်ပါတယ်အဲ့တော့ထက်သန်တက်ကြွတဲ့စိတ်တွေရှိအောင်ဘယ်လိုလေ့ကျင့်ယူမလဲဆိုတော့ဒီလုပ်ငန်းခွင်စိတ်ပညာရှင်တွေကနေပြောထားတဲ့အချက်၅ချက်ရှိပါတယ်အဲ့တော့ဒီအချက်၅ချက်ကတော့နံပါတ်1ချက်ကတော့ပြုံးပါတဲ့အဲ့တော့ကိုယ်မှာဘလို့ခက်ခဲပဲရှိဘလို့ပဲဝမ်းနဲ့ကြရရှိအရင်ဆုံးပြုံးလိုက်ပါနှစ်ကာကာလေးပြုံးလိုက်ပေါ့နော်အဲ့ခါကျလို့ရှိရင်ဒီညနာပေါ်မှာရှိတဲ့ချက်သားတွေလည်းအလုံးလို့ပြီးသားဖြစ်သွားမှာပေါ့နော် exercise လုပ်ပြီးသားဖြစ်သွားမယ်အဲ့တော့ပြုံးနေတဲ့သူကိုစီကိုပျော်စရာတွေကလည်းသူ့လိုသူရောက်လာပါလိမ့်မယ်နော်နံပါတ်2ချက်ကတော့ဒီမတ်တက်ရက်တဲ့ခါကျရင်ကိုကော့ပြီးတော့ခါမမှတ်ထားပြီးတော့ရက်မယ်ပေါ့အဲ့တော့ဒီခန္ဓာကိုယ်နဲ့စိတ်နဲ့ကအပြန်အလှန်ဆက်ဆက်မှုရှိနေတယ်ပေါ့ဒီစိတ်အားထက်သန်နေတဲ့သူကလမ်းလျှောက်တဲ့အခါဆိုလို့ရှိရင်လည်းသူကအမြဲတမ်းရင်ကိုကော့ခေါင်းကိုမော့ပြီးတော့လမ်းလျှောက်တယ်ပေါ့နော်စိတ်နဲ့ကြောက်နေတဲ့သူကじゃသူလမ်းလျှောက်တာတော့လမ်းမလျှောက်ချင်တယ်လို့လျှောက်ချင်တာလို့အဲ့လိုမျိုးပေါ့လှုပ်ရှားမှုတွေကအားရမရှိဘူးပေါ့နော်အဲ့တော့ကိုကလည်းစိတ်ထက်သန်မှုအတွက်ဆိုရင်ခန္ဓာကိုယ်အရင်ဆုံးပြန်ပြောင်းလဲယူမယ်ပေါ့နော်လမ်းမတက်ရက်တဲ့ခါကျရင်မရက်မယ်ပေါ့နော်အဲ့တော့နံပါတ်3အချက်ကကြတော့စကားပြောတဲ့ခါကျရင်တဲ့ပြတသားနဲ့ပြသားပြောပါတဲ့အဲ့တော့ဒီစကားပြောတဲ့ခါမှာတချို့လူတွေကမဖွင့်တပွင့်ပြောတာပေါ့နော်မပိမစပြောတာကဘာကိုစားလို့လဲဆိုတော့ဒီယုံကြည်မှုအားနည်းနေတာကိုဖော်ပြရရောက်တယ်ပေါ့နော်အဲ့တော့စကားပြောတဲ့ခါကျလို့ရှိရင်ထက်တန်နဲ့ပြသားပြောပါတဲ့နံပါတ်4အချက်ကတော့ဒီအလောက်ကိုလုပ်ငန်းခွင်ကိုပေါ့နော်အသစ်လို့သဘောထားရမယ်ပေါ့နော်အဲ့တော့လုပ်ငန်းကိုနေ့စဉ်လုပ်လာတဲ့အခါကျတော့ဘာလို့ပဲလုပ်လို့ပေါ့နေ့တွေတော့လုပ်လာတဲ့အခါကျတော့ညှင်းငွေလာတယ်ဒါတွေကနေ့စဉ်ဒါတွေပဲထပ်တလဲလုပ်လာတဲ့အခါကျတော့ကိုယ်စိတ်ထဲမှာညှင်းငွေတာတွေခံစားလာတယ်ပေါ့နော်အဲ့လိုမျိုးမခံစားဘဲနဲ့ကိုယ့်ရဲ့လုပ်ကိုအသစ်လိုပဲသဘောထားမယ်ပေါ့ဘယ်လိုမျိုးလဲဆိုဥပမာဆိုရင်ဒီဆရာဝန်တွေကြည့်မယ်ဆိုလို့ရှိရင်သူတို့နေ့စဉ်ဆိုလို့ရှိရင်ဒီတစ်နေ့လဲလူနာတွေကနောက်နေနဲ့လူနာတွေကသူတို့ဘက်မှာလူနာတွေနဲ့လုံးချလဲနေပေါ့အဲ့လိုမျိုးပဲ
ပုံမှန်အဖြစ်ဆိုတော့ဒါယူဆလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးယူဆပဲနဲ့ဒီအရင်ရက်ကလာတဲ့လူနာရဲ့သူ့ရဲ့ယောဂလက္ခဏာအခြေအနေကဘယ်လိုရှိတယ်ပေါ့နော်ရလာတဲ့သူကျတော့သူ့ရဲ့ယောဂလက္ခဏာကဘယ်လိုအခြေအနေရှိတယ်မိသားစုအခြေအနေတွေသူ့ရဲ့စိတ်နေသဘောထားလေးကဘယ်လိုလေးအဲ့အမျိုးလေးပေါ့ကိုယ့်ရဲ့လုပ်ငန်းတွေမှာစိတ်ဝင်စားစရာအကြောင်းအရာလေးရှာဖွေပြီးတော့ဒါအစ်လို့စိတ်ထဲမှာမြင်လိုက်မယ်ဆိုရင်ဒီလုပ်ငန်းခွင်ထဲမှာလည်းပြောလာမယ်စိတ်ထက်သန်မှုတွေလည်းပို့ပြီးတော့ရှိလာမယ်ပေါ့နော်နံပါတ်5အချက်ကတော့ကိုစိတ်ထက်သန်တိုက်ကြဖို့ရန်အတွက်တွန်းအားပေးခြင်းပေါ့နော်ကိုစိတ်ထက်သန်တိုက်ကြဖို့ရန်အတွက်ဘယ်လိုတွန်းအားပေးရမလဲဆိုတော့ဒီစိတ်ထက်သန်တိုက်ကြစေမဲ့စာအုပ်တွေဖတ်ပြီးတော့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာချက်လက်လေးတွေကိုမှမှတ်သားထားမယ်ရေးမှတ်ထားပြီးတော့နေ့စဉ်အဲ့ဒီအကြောင်းအရာလေးကိုဖတ်ပေးမယ်နောက်ပြီးတော့စိတ်ထက်သန်တိုက်ကြစေမဲ့ဒီတချင်းလေးတစ်ပုဒ်တော့အရင်ဆုံးတော့အနည်းဆုံးတော့တစ်ပုဒ်လောက်တော့ကျင့်ထားတဲ့နေပေါ့နော်ဒီကိုစိတ်တက်ကြတယ်လို့ခံစားမိတဲ့အခါမျိုးမှာဒီစိတ်ထက်သန်တက်ကြွစီမယ်ဒီတချင်းလေးဆိုရတာနဲ့ကိုကစိတ်ထက်သန်တက်ကြွလာမယ်ပျော်လာမယ်ပေါ့နော်အဲ့မျိုးလေးတစ်ပုဒ်လောက်တော့ကျင့်ထားတဲ့နေပေါ့နော်ကိုမနဲ့အရာလို့လုပ်ငန်းကိုသွားတဲ့အခါမှာကားစီးနေပဲဖြစ်ဆိုင်ငယ်စီးနေပဲဖြစ်အလုပ်ကိုသွားရင်းနဲ့ဖြစ်ဒါမှမဟုတ်ရေချွေးနေပဲဖြစ်ဒီတချင်းလေးကိုညီးရင်းနဲ့ကိုကထက်သန်မှုတွေလည်းရှိလာမယ်နောက်ပြီးတော့ပြောလာမယ်ပေါ့နော်ကိုကပြောလာမယ်ဆိုရင်ကိုယ့်ဘဝဝင်ထဲမှာရှိတဲ့ကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့လုပ်ငန်းခွင်ကတငယ်ချင်းတွေလုပ်ဖို့ကံမဲ့ဒီစီမှာလဲကိုယ့်ရဲ့အပြောတွေကိုယ့်ရဲ့စိတ်ထက်သန်မှုတွေကိုယ်ဆက်ပြီးတော့အလုပ်လုပ်ရတာလဲအဆင်ပြေလာမယ်ပို့ပြီးတော့လက်ကူချုံးဝေလာမယ်ပေါ့နော်ဒီစိတ်ထက်သန်မှုဆိုတာကိုယ်တိုင်ပြန်ပြီးတော့လေ့ကျင့်ယူရတဲ့အကြောင်းအရာဖြစ်တာမို့လို့ဘယ်လောက်ပဲစိတ်ရကြနေနေဘယ်လောက်ပဲစိတ်ထက်ခွန်အားတွေနည်းနေပေါ့နော်ကိုစိတ်ထက်သန်နေတယ်လို့ခံစားပြီးခါကြမှာကိုစိတ်ထက်သန်မှုရဲ့အတွက်တွန်းအားပေးတင်ပါတယ်အဲ့တော့စိတ်ထက်ခွန်အားတွေစိတ်ထက်သန်မှုတွေဆိုတာကိုယ်ထဲမှာရှိပြီးသားပါအဓိကကတော့အဲ့ဒီခွန်အားတွေကိုထုတ်ယူပြီးတော့ကိုယ့်ဘာနဲ့ကိုထုတ်ယူပြီးတော့အသုံးချတတ်ဖို့ပါပဲเนาะကျေးဇူးတင်ပါတယ်ရှင်